ကြောက်စရာကောင်းတဲ့ညတညမှာတော့ကြည်ကြည်နဲ့မီကီတို့ဟာညဘက်ဆိုရင်တောင်းကျမ်းနေတဲ့သင်္ချိုင်းကုန်းတစ်ခုမှာဝိညာဉ်တွေဖမ်းဖို့လုံနေကြကြပါတယ်ခရစ်ပါတရေတကောင်ကကြည်ကြည်စီကိုကတ်လာပါတယ်ကြည်ကြည်ကအမြန်လှည့်ပြီးတော့ဝိညာဉ်ကိုအမြန်လေဆုပ်ဆက်နဲ့ဆုပ်ပြီးထိလိုက်ပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာသူ့ရဲ့လေဆုပ်ဆက်ကလည်းပျက်စီးသွားခဲ့ပါတယ်အဲ့ဒါနဲ့လွင့်ပစ်လိုက်ပါတယ်ပြီးတော့နောက်တစ်ခုကိုယူဖို့ပြေးသွားလိုက်ပါတယ်မီကီကတော့အလဲမှာတရေတွေနဲ့တိုင်ပတ်နေပါတယ်မီကီရဲ့အရှိကိုဝိညာဉ်စိန်ကြီးတစ်ကောင်ကကတ်လာပါတယ်အဲ့ဒါနဲ့မီကီလည်းလေဆုပ်ဆက်ကြီးနဲ့ဆုပ်ပစ်ပါတယ်ဒါပေမဲ့ဝိညာဉ်ကြီးလုံးလို့ဆက်ကမနိုင်တော့ပဲပောက်ကွဲသွားခဲ့ပြီးတော့လွင့်ထွက်သွားပါတယ်မီကီကတော့ပောက်ကွဲတန်ရာကြောင့်တခါတည်းဘဝကူးသွားပါတယ်နောက်တော့မီကီရဲ့ဝိညာဉ်ကသူ့ရဲ့ခန္ဓာကိုယ်ကနေထွက်လာပါတယ်အဲ့ဒီအချိန်မှာပဲကြည်ကြည်ရောက်လာပြီးတော့မီကီဝိညာဉ်ကိုအသစ်ဆက်ဆက်ဝိညာဉ်ဆုပ်ဆက်နဲ့ဆုပ်ပါတော့တယ်ခရစ်ပါ၃ကောင်ကပေါင်းဆက်သွားပြီးတော့အေယာမခရစ်ပါဝိညာဉ်အဖြစ်ကိုရောက်ရှိသွားခဲ့ပါတယ်။နောက်တော့ဂျေဂျေစီကိုကတ်သွားခဲ့ပါတယ်။ဂျေဂျေကသူ့စီကိုခရစ်ပါကြီးလာနေတာကိုမြင်သွားပါတယ်။အဲ့ဒါနဲ့မီကီကိုလွတ်ပေးလိုက်ပါတယ်။ပြီးတော့ခရစ်ပါဘက်ကိုလှည့်ပြီးတော့သူ့ရဲ့ဆက်ကြီးနဲ့ဖြက်စီးပြစ်လိုက်ပါတယ်။မီကီကတော့သူ့ရဲ့ခန္ဓာကိုယ်ထဲကိုပြန်ဝင်ဖို့လုပ်နေပါတယ်။ဒါပေမဲ့လည်းမရပါဘူးရှင်။ဂျေဂျေကလာနေတဲ့တရေတွေကိုဖြက်စီးလိုက်ပါတယ်။ပြီးတော့နောက်ထပ်လာနေတဲ့ကောင်ကိုဆုပ်ယူပြီးတော့ပြန်ပစ်လိုက်တာသူ့ရဲ့မူလနေရာကိုပြန်ရောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့မီကီပဲကြံခဲ့ပါတော့တယ်။ကြည်ကြည်ကလည်းမီကီကိုကြည့်နေပါတယ်။နောက်တော့ပြေးပြီးလိုက်ပါတော့တယ်။မီကီလည်းတန်းနေအောင်ထွက်ပြေးပါတော့တယ်။ကြည်ကြည်ကနောက်ကနေလိုက်လာပြီးတော့ဖြက်အားပြင်းနဲ့စွမ်းအားနဲ့လိုက်ပစ်ပါတယ်။ဒါပေမဲ့မထိပါဘူး။တေဇာမကွာတစ်ဆက်တဲ့တီယာမာဦးခရပါတရေတွေကကြည်ကြည်စီကိုပြေးလာခဲ့ပါတယ်။ကြည်ကြည်ကအမြန်ပဲကားပေါ်တက်ပြီးတော့လိုက်ပါတယ်။နောက်မှာပါလာတဲ့တရေတွေကိုတော့ကန်းနဲ့စောပစ်လိုက်ပါတယ်။ဒါပေမဲ့ကျန်တဲ့တကောင်ကကြည်ကြည်ရဲ့ကားမှန်ရှိကိုဝင်ဆောင်လိုက်ပါတယ်။ကြည်ကြည်လည်းခရစ်ပါရဲ့အစိမ်းအောင်ရှိတွေကြောင့်မလို့မောင်းရတာပုတ်ခတ်သွားခဲ့ပါတယ်။အဲ့ဒါနဲ့ကားကိုပြန်ပြီးတန်ရှင်းရေးလှုပ်လိုက်ပါတယ်။မီကီကကြည်ကြည်ကိုကြောက်ကြောက်နဲ့အမြန်ပြေးပါတယ်။ကြည်ကြည်ကနောက်ကနေလိုက်ပြီးတော့တရေပြစ်တဲ့ကန်ကြီးထုတ်လာပြီးလိုက်ပြတ်ပါတယ်။ဒါပေမဲ့ကန်ကောင်းစွာနဲ့ပဲမထိသွားပါဘူး။နောက်တော့ကြည်ကြည်ရဲ့နောက်ကနေခရစ်ပါတရေအဖွဲကရောက်ချလာပါတယ်။အဲ့ဒါနဲ့ကြည်ကြည်ကတရေတွေကိုရှင်းဖို့ချိန်လိုက်ပါတယ်။မီကီကပြေးနေရင်းနဲ့ပဲကူထဲကိုဝင်သွားခဲ့ပါတယ်။ကြည်ကြည်နဲ့တရေတွေကလည်းလိုက်ဝင်လာခဲ့ပါတယ်။မီကီကသူ့ပုံးလို့ရမယ့်နေရာကိုလိုက်ရှာပါတယ်။ဒါပေမဲ့လည်းမတွေ့ပါဘူး။နောက်မှာတော့ကြည်ကြည်ကပါလာခဲ့ပါတယ်။ဒါပေမဲ့သူကကြောက်တုံးကြီးနဲ့တိုက်မိပြီးအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။မီကီကအမြန်ရှောင်လိုက်လို့ဝိညာဉ်ဘဝကနေအခြားဘဝကိုမရောက်တာဖြစ်ပါတယ်။လဲကျနေတဲ့ကြည်ကြည်စီကိုဝိညာဉ်ခရစ်ပါဖွဲ့ရချင်းကပ်လာပါတယ်။အဲ့ဒါကိုမီကီကတွေ့သွားပြီးသူ့ရဲ့တငယ်ချင်းကိုကယ်ဖို့ပြေးသွားခဲ့ပါတယ်။ပြီးတော့ကြည်ကြည်ရဲ့အရှိမရပ်လိုက်ပါတယ်။မီကီကခရစ်ပါတချို့ကိုသူ့လက်နဲ့ရှင်းထုတ်လိုက်ပါတယ်။တစ်ဖက်မှာတော့ကြည်ကြည်ကသူ့လက်နဲ့စီကိုသွားနေခဲ့ပါတယ်။မီကီကခရစ်ပါတွေကိုရှင်းနေရင်နောက်ဆုံးကျန်တဲ့တကောင်မှာတော့ကြည်ကြည်ကသူ့ရဲ့လက်နဲ့ဆုပ်ယူပစ်လိုက်ပါတယ်။မီကီကနောက်ကိုလှည့်ပြီးတော့ဂျေဆုတွေတန်လိုက်ပါတယ်။ကြည်ကြည်ကလည်းမီကီကိုကယ်ပေးလို့ဂျေဆုတင်ရင်နှစ်ယောက်စလုံးမျက်ရည်တွေထွက်လာခဲ့ပါတယ်။မီကီလာပါဦး။အဲ့လိုရှိလို့ပြန်ပါမလား။မီကီလည်းကြည်ကြည်နားလေသွားပြီးထင်လို့ကတ်သွားခဲ့ပါတယ်။နာထမ်တက်စင်နာကွာလာစမ်း။ဒီလိုနဲ့မီကီကိုကြည်ကြည်ကဝိညာဉ်ဆုပ်ဆက်ထဲကိုထည့်ဖို့လုပ်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲကြည်ကြည်ရဲ့လက်မောင်းကိုအစိတ်များကြီးကလာမှန်ပါတယ်။ကြည်ကြည်လည်းတတိလစ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲဝိယုံမဲကြီးနဲ့တဆုံတယောက်မီကီစီကိုကတ်လာခဲ့ပါတယ်။မီကီလည်းတရေဖြစ်နေပေမဲ့ကြောက်နေခဲ့ပါတယ်။နောက်တော့ဝိယုံအမဲထဲကလူကမိနီဖြစ်နေပါတယ်။ဟာဘသူလဲလို့လူကြီးပဲ။မိနီကမီကီစီကိုသွားပြီးတော့သူ့စီမှာပါတဲ့ဘူးတွေကနေကြောက်တုံးလေးတစ်ခုနဲ့သူ့ခန္ဓာကိုယ်ထဲကိုဘလို့ပြန်ဝင်လို့ရမလဲဆိုတာကိုပြပေးလိုက်ပါတယ်။မီကီလည်းရှဲတွေအတင်းတွေပျော်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲကူထဲမှာရှော့ထားတဲ့ခရစ်ပါတစုကဝိညာဉ်တွေအဖြစ်ထွက်လာခဲ့ကြပါတယ်။ကြည်ကြည်လည်းအစိတ်ပြေပြီးတော့ပြန်နိုးလာပါတယ်။ကြည်ကြည်ကသူ့ရှိမှရှိနေတဲ့မီကီကိုဆုပ်ပစ်ဖို့ချိန်လိုက်ပါတယ်။မိနီကမလုပ်ဖို့ဝင်တားပါတယ်။အခုဖေးလိုက်ကောင်းမယ်နော်။မိနီကမဖယ်ပေးတာနဲ့ကြည်ကြည်ကသူ့ရဲ့လက်နက်နဲ့မိနီကိုပစ်လိုက်ပါတယ်။မိနီလဲကျသွားပါတယ်။မီကီကလှည့်လာပြီးတော့ကြည်ကြည်ကိုမလုပ်တော့ဖို့တောင်းပန်လိုက်ပါတယ်။ဒါပေမဲ့ကြည်ကြည်ကနားမထောင်မနဲ့မီကီကိုပါတခါရဲဆုပ်ဖို့လက်နက်ကိုပြင်လိုက်ပါတယ်။ကြည်ကြည်မင်းငေါရှင်ဘောလုပ်တာတဲ့မင်းနောက်ဒီအောင်ကြည်ကြည်ကြည့်လိုက်တော့ခရစ်ပါတွေကသူ့စီမှာကတ်နေခဲ့ပါတယ်။ Oh no! ငါရရှော့ဘီတနေဒီလိုနဲ့ပောက်ကွဲသွားပြီးတော့ကြည်ကြည်တယောက်အဝေးကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိနီရဲ့ဘေးကိုဝိယုံအမဲနဲ့လူနှစ်ယောက်ရောက်လာပါတယ်။ပြီးတော့မိနီကိုထူပေးလိုက်ပါတယ်။မိနီကလည်းဂျေဆုတွေတန်လိုက်ပါတယ်။နောက်တော့သူတို့ရဲ့ဝိယုံတွေကိုချွတ်လိုက်ပါတယ်။သူတို့ကတော့ဝိညာဉ်တိုက်ဖြတ်ရေးအဖွဲ့နဲ့ဖြစ်ပါတယ်။ခရစ်ပါရီအများကြီးအားထလာခဲ့ကြပါတယ်။
ဒီလိုနဲ့မိနီတို့အဖွဲ့ကစတင်ပြီးတော့ခရစ်ပါတွေကိုဖျက်ဆီးပါတော့တယ်မီကီစီကိုလည်းကတ်လာခဲ့ကြပါတယ်ဒါပေမဲ့မိနီတို့တွေကဆုပ်ယူလိုက်ကြပါတယ်မီကီလည်းအရှမ်းတွေပြုံးနေခဲ့ပါတယ် စိတ်ချထားလိုက်အရမ်းနေပြီ Hey, die maat komt in, Ellie. ကြည်ကြည်မလုံနဲ့ဟာ မိနီတို့ကမီကီကိုတတိပေးဖို့ပြေးသွားခဲ့ပါတယ်ဒါပေမဲ့မရတော့ပါဘူးဂျေဂျီကစတင်ပြီးတော့ဆုပ်ယူပါတော့တယ်မိနီကဂျေဂျီကိုသူ့ရဲ့လက်နက်နဲ့ဆော်ပစ်လိုက်ပါတယ်နောက်တော့မိနီတို့ကကားပေါ်တက်သွားခဲ့ကြပါတယ် ဟေးမစ်ကီငါတို့ရဲ့နောက်ကိုလိုက်ခဲ့လေ ဂျေဂျီကနိုးလာခဲ့ပါတယ်မီကီတို့ကတော့ထွက်သွားပါပြီအဲ့ဒီချိန်မှာပဲကူထဲမှာခရစ်ပါတချို့နိုးလာခဲ့ပါတယ်ဂျေဂျီကသူ့ဘေးနားရောက်လာတဲ့ခရစ်ပါပေါ်တက်စီဖို့လုပ်ပါတယ်ဒါပေမဲ့မရပါဘူးအဲ့ဒါနဲ့ပြန်ထပြီးတော့သူ့စီလာနေတဲ့ခရစ်ပါကိုလေနဲ့ဆုပ်ပြီးပြန်ထုတ်လိုက်ပါတယ် Peter Nato. Ming up your time alone, so I said it. Yeah, the man, no? ခရစ်ပါလည်းလက်ခံလိုက်ရပါတယ်အဲ့ဒါနဲ့ဂျေဂျီကခရစ်ပါပေါ်တက်စီပြီးလိုက်ပါတယ်မီကီတို့ကတော့ထွက်ပြေးနေခဲ့ပါတယ်ဂျေဂျီကနောက်ကနေမိလာပါတယ်မိနီတို့ဖွဲ့ကဂျေဂျီမလိုက်နိုင်အောင်ဝိုင်းပြင်းကြပါတယ်ဒါပေမဲ့လည်းမထိပါဘူးဂျေဂျီကလည်းပြန်ပစ်ပါတယ်သူလည်းမထိပါဘူးဂျေဂျီကအပေါ်မှာရောက်နေတဲ့မီကီကိုတွေ့ပြီးတော့လေဆုပ်ဆက်နဲ့ဆုပ်ဖို့လုပ်ပါတယ်မိနီတငယ်ချင်းကလည်းမီကီကိုပြန်ပြီးတော့လေနဲ့ဆွဲယူထားလိုက်တာကြောင့်မလို့မီကီလွတ်သွားခဲ့ပါတယ်ဒီလိုနဲ့မိနီတို့ကမီကီရဲ့ခန္ဓာကိုယ်ရှိတဲ့နေရာကိုရောက်လာခဲ့ကြပါတယ်မိနီတငယ်ချင်းမိစိမ့်ကလည်းကားထဲကနေထွက်လာပါတယ်အပေါ်ကနေလည်းမိပြကကားပေါ်ကဆင်းလာပါတယ်ပြီးတော့သူတို့ရဲ့ကန်းတွေနဲ့ဆော့ပစ်လိုက်တာဂျေဂျေရဲ့ခရစ်ပါရှော့သွားပြီးတော့ဂျေဂျေတယောက်အောက်ကိုကျသွားပါတယ်မိနီတငယ်ချင်းတွေကဂျေဂျေစီသွားပြီးတော့ ကဲဘာတက်နိုင်သေးလဲအခုလက်မြောက်လိုက်တာကောင်းမယ်နော် မီကီကအလဲကနေပေါ်လာပြီးတော့ Do me look job on it, Gua. Couldn't look be like Bano. အေးပါနင်ပြောတော့လဲထားလိုက်ပါတော့ ကားရဲကနေမိနီထွက်လာခဲ့ပါတယ်ပြီးတော့မီကီစီရဲ့ခန္ဓာကိုယ်စီပြေးပြီးတော့ထူးဆန်းတဲ့သဲတွေကိုဖြူးလိုက်ပါတယ်မီကီကသူ့ရဲ့တငယ်ချင်းထားလို့ရအောင်လက်ကမ်းပေးလိုက်ပါတယ်ဂျေဂျေကလက်ကိုဆွဲဖမ်းမလို့လှုပ်ပြီးတော့လက်နက်ကြီးနဲ့ချိန်လိုက်ပါတယ်မိနီရဲ့တငယ်ချင်းတွေကအမြန်ပဲဂျေဂျေကိုချိန်ထားလိုက်ကြပါတယ်မီကီကအမြန်ပြန်လှည့်လာပြီးတော့ Do me look job on it, ha. Do not moan it, Nima. နောက်တော့ဂျေဂျေဘက်ကိုလှည့်ပြီးသူ့ကိုဖမ်းချင်တယ်ဆိုရင်လည်းဖမ်းလိုက်ပါတော့ဆိုပြီးလက်မြောက်ပေးလိုက်ပါတယ်ဂျေဂျေကလည်းမတနာပဲဆုပ်ယူပစ်လိုက်ပါတယ်ပြီးတော့မျက်ရည်တွေကျလာပါတယ်သူကသူ့ရဲ့တငယ်ချင်းဝိညာဉ်ဘဝမှာကြကြပိတ်မိမနေအောင်ကာကွယ်ခြင်းလို့ဖြစ်ပါတယ်မိနီကနောက်ဆုံးအဆင့်ကိုလှုပ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲမီကီပြန်ထွက်လာပြီးတော့အသက်ရှင်သွားခဲ့ပါတယ် Oh no, Machinina. ဂျေဂျေကသူ့ရဲ့တငယ်ချင်းစီပြေးသွားခဲ့ပါတယ် Natama Marigua. Me win yet chin at Nido Amama Titeloba. Shabari ba, na Nolly Bari. Na Rutin yet Chinebe, Nolly Bari ha. မိနီရဲ့တငယ်ချင်းတွေလည်းပျော်သွားခဲ့ကြပါတယ်တစ်ချိန်တည်းမှာပဲခရစ်ပါအဖွဲ့ကနိုးလာခဲ့ကြပါတယ်မိနီနဲ့ဂျေဂျေအဖွဲ့ကပူးပေါင်းလိုက်ပြီးတော့ခရစ်ပါကိုနှိမ်နေရင်ဆက်လန်းလေးလည်းပြီးသွားခဲ့ပါတယ်ရှင်ပရိသတ်တွေကအခုလိုဗီဒီယိုမျိုးလေးသဘောကျရဲဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်